လက်ရှိကျွန်တော်တို့ PDF တိုင်းတပ်ဖွဲ့တွေထဲမှာနာမည်အထွက်ဆုံးအဖွဲ့ကတော့ MDY PDF မန္တလေး PDF မန္တလေး PDF ကတေးတေးချာချာတပ်ဖွဲ့ဖွဲ့စည်းမှုမှာကျင့်တဲ့စနစ်ကြတယ်လို့ချီးမွမ်းတာကိုအမြဲခံရတယ်အခုလည်းအဲ့ဒီမန္တလေး PDF ကထုတ်ပြန်တဲ့ကြေညာချက်တွေတစ်ဆောင်အင်မတန်ကြိုက်ရကြီးလို့ကျွန်တော်အရင်ဖတ်ပြပါကျုပ်မှာရိုင်းဆိုင်တဲ့အကြံအစီတွေလောက်ဆောင်နေတဲ့အကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အကြောင်းကျွန်တော်ပြပါတွေကိုဖော်ထုတ်တင်ပြပေးသွားမှာဖြစ်တယ်နောက်တဲ့ဒီတစ်ပုတ်မှာတော့ကျွန်တော်တို့ TNL ဘိုလ်ချုပ်တပ်ဖုံးကျော်ရဲ့အရေးသားတဲ့အရေးအသားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေရဲ့ပြန်လဲချိပတဲ့စကားသံတွေကိုကျွန်တော်ပြပါတွေကိုတိတ်ဆက်ပေးသွားမှာပါဆိုတော့နောက်ဆုံးမှာကျွန်တော်တို့နိုင်ငံမှာလက်ရှိခင်းချင်းမှာကျွန်တော်ဆုံးသက်ရဲ့အရေးကြီးဆုံးအချက်ကဘာလဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဟုတ်မမျော်လင့်တဲ့တော့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့1940မှာကိုယ့်အခြေအနေသူ့အခြေအနေကတိတ်မထူးခြားဘူးသူလက်ကြုံကိုလက်ကြုံသူလက်တက်တွေပါလေမရှိသေးဘူးဆိုတဲ့အနေထားမှာတော့တန်းတူအခုအနေထားမှာသူကကိုယ့်ထက်အစအရာတာတော့ပြီးတော့ကြာတနာမှာနောချမ်းတာရမယ့်အခြေအနေမှာခဏတန်းတူအခွင့်အရေးဆိုတာပတ်သက်ကပဲပြောလို့ရမယ်လက်ပါမရတော့ဘူးအားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နေပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်ဒီလူကမွေးတဲ့ PDF တွေလက်နက်ကန်ပြီးဖောက်ပြန်ကျူးလွန်ပါကပဲ့ပြင်ထိန်းချောင်းတိုင်တန်းဖို့ MDY PDF ကပြည်သူကိုပန်ကြားဆုံးမထိန်းချုပ်နယ်မြေအချို့ရပေမဲ့ကျင်းနဲ့နေမှာမဟုတ်ပဲအာဏာရှင်စနစ်ချုပ်ငြိမ်းမှုဆက်လက်ချီတက်နေမှုအတိပေး PDF တွေအားလုံးကပြည်သူကြားကမွေးဖွားလာတဲ့သားသမီးတွေဖြစ်တယ်လို့လက်နက်ကနေရလာတဲ့ယာဒူးအာဏာကပိုပြီးဖောက်ပြန်စေတတ်တာကြောင့်ပြည်သူလူထုအနေနဲ့လိုအပ်တယ်လို့ပဲ့ပြင်ထိန်းချောင်းပေးကြဖို့ဖိတ်ခေါ်ပန်ကြားကြောင်းမန္တလေး PDF ကမတ်လ21ရက်နေ့မှာထုတ်ပြန်ပါတယ်လော်ကီလူသားတွေပြီးလူဆိုတာအခြေအနေအရရကဖန်တီးစစ်စော်လာရင်ဖောက်လွဲဖောက်ပြန်ဖြစ်လေရှိပါတယ်ယာဒူးအာဏာငွေကြေးလုတ်ပိုင်ခွင့်စတာတွေကတော်လှန်ရေးသမားတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုဖျက်ဆီးလေရှိပါတယ်သူတို့ဖြင့်လက်နက်ကတဆင့်ရရှိလာတဲ့ယာဒူးအာဏာကလူကိုပိုပြီးဖောက်ပြန်စေတတ်ပါတယ်တော်လှန်ရေးအတက်အကျလောကဓာတ်ကိုကျွန်တော်တို့ PDF တွေအပါအဝင်တော်လှန်ရေးသမားများနဲ့တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကြက်ကြက်ခိုင်ရင်ဆိုင်ကြဖို့လိုအပ်ပါတယ်ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ PDF များအားလုံးဟာပြည်သူကြားကပေါက်ဖွားလာတဲ့သားသမီးများဖြစ်တာနဲ့အညီလိုအပ်တယ်လို့ပဲ့ပြင်ကြဖို့ထိန်းချောင်းကြဖို့အထူးအရေးကြီးပါတယ်ကျွန်တော်တို့ဘက်ကလည်းလူထုရဲ့ဒီထိန်းချောင်းမှုလမ်းညွှန်မှုကိုတန်ဖိုးထားကလေးစားလိုက်နာကြဖို့လိုအပ်ပါတယ် MDY PDF အနေနဲ့ဆွဲကိုင်ထားတဲ့မူကလည်းပြည်သူတာအမိပြည်သူတာအဖဖြစ်ပါတယ်လို့မန္တလေး PDF ကဖော်ပြထားပါတယ်ရာနှုန်းပြည့်စုံကောင်းမွန်နေတာမျိုးမဖြစ်နိုင်ပေမဲ့အကောင်းဆုံးဖြစ်အောင်ကိုစွမ်းညံစွမ်းရှိတဲ့ကြိုးပမ်းတည်ဆောက်နေပြီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုအတွက်အရေးကြီးဆုံးဖြစ်တဲ့ COC 2ရက် Code of Conduct and Chain of Command ကောင်းမွန်ဖြစ်ကောင်းမွန်မှန်ကန်ရေးကဖြစ်ချင်ဆုံးအလိုလားဆုံးစံနှုန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ် MDY PDF တပ်ဖွဲ့ဝင်တဦးကဖြစ်စေတပ်ရင်းတပ်ဖွဲ့ဌာနတစ်ခုကဖြစ်စေ PDF စစ်တီတော်တို့လိုက်နာကျင့်ကြံရမယ့်ကျင့်ဝတ်စည်းကမ်းတွေတပ်ဖွဲ့ကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျူးလွန်ဖောက်ဖျက်နေတာမြင်ခဲ့ကြုံခဲ့ကြားခဲ့ရင်လူထုအနေနဲ့တိုင်တန်းကြဖို့အလေးနဲ့ဖိတ်ခေါ်ပန်ကြားလိုပါတယ်ဟု MDY PDF ကလူထုကိုပန်ကြားထားပါတယ်မန္တလေးဒေသထဲမှာစိုးမိုးထိန်းချုပ်နယ်မြေတို့ကိုစုပ်ကန်ရယူနိုင်ခဲ့ပေမဲ့ကျင်းနဲ့တင်းတိမ်ရမယ့်အခြေအနေမဟုတ်ပဲပြည်သူ့ຫນွေဦးဒေါ်လာရေးကြီးရဲ့အနိမပန်းတိုင်ဖြစ်တဲ့ဘုံရန်သူအာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးဘုံပန်းတိုင်ဖြစ်တဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအထိမဆုံးမနစ်ဆက်လက်ချီတက်ကြဖို့ဖြစ်တယ်လို့ MDY PDF ကအတိပေးဖော်ပြထားတာဖြစ်ပါတယ်အရန်ကြည်နူးရတယ်ကျင်ညာချက်လေးပဲနော်အဲ့တော့ဒီနေရာမှာနှစ်ပိုင်းခွဲပြောပါမယ်တစ်ပိုင်းကလက်နက်ကင်ထားတဲ့ကျွန်တော်တို့ညီကိုတူရဲကောင်း PDF တွေအတွက်တစ်ပိုင်းကကျွန်တော်တို့ရဲ့ပြည်သူလူထုအတွက်အဲ့တော့ပြည်သူလူထုတွေကိုအရင်ပြောချင်ပါတယ်ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့တပ်ဖွဲ့တွေတဲမှာကဘာပေါ်မှာစီကအပြည့်အဝဆုံးစနစ်အရှိဆုံးလို့ပြောတဲ့နော်အမေရိကန်စစ်တပ်တောင်မှ100ရာခိုင်နှုန်းကောင်းမွန်တဲ့လက်နက်ကင်တပ်ဖွဲ့ဆိုတာမရှိပါဘူးအဲ့တော့ကျွန်တော်တို့ပြည်သူအနေနဲ့နားလည်ရမှာက100ရာခိုင်နှုန်းကောင်းတဲ့လက်နက်ကင်တွေကဘာပေါ်မှာမရှိပါဘူးဆိုတော့နံပါတ်1နားလည်ထားရမယ်နံပါတ်2ကျွန်တော်တို့ကအပြစ်တစ်ခုကိုပြောတော့မယ်ဆိုရင်နဲလို့များချင်တယ်ကြည့်ရမယ်ပြီးလို့ရှိရင်ရည်ရွယ်ချက်ကိုကြည့်ရမယ်နဲလို့များချင်ဆိုတာကအခုလက်ရှိစစ်ကောင်စီဘက်ကိုကျွန်တော်တို့အပြစ်တစ်ခုကြည့်လိုက်မယ်ဟောစစ်ကောင်စီကဟဲ့တောက်လျှောက်တိုင်းပြည်သူပေါ်အကုန်တောက်လျှောက်ကောင်းခဲ့တယ်ဒီအပြစ်တွေတစ်ခုနှစ်ခုဒူလုပ်ပြီးတယ်ဒါဆိုရှော်ရမယ်သူကကောင်းတာတွေများတယ်ဒါပေမဲ့လက်ရှိစစ်ကောင်စီဒီမကောင်းတာတွေကမများတယ်ကောင်းတဲ့အရာကမနေ့ဖျဲချမှာအခုတည်းကမှတစ်ခုတော့တွေ့တယ်အဲ့တော့ဒါကြောင့်မလို့စစ်ကောင်စီကိုမကောင်းဘူးတိုင်းပြည်ရဲ့အကြမ်းဖက်သမားတွေပြည်သူကိုတတ်တဲ့အကြမ်းဖက်သမားတွေတတ်မှတ်ကြတယ်အဲ့တော့ PDF ပဲအချမ်းကိုကြည့်မယ်နော်ကောင်းတာနဲ့မကောင်းတာပဲဟာများတယ်သူတို့တွေလက်ကမရဘူးငတ်ပြက်နဲ့ဘွားကိုရင်းပြီးတော့ဒီတော်လန်ရေးအတွက်ပေးဆက်တိုက်ပွဲဝင်နေကြတယ်ပြည်သူနဲ့တွေ့တဲ့နေရာမှာနော်ဆက်ဆံတဲ့နေရာမှာရိုတေလေးစားတဲ့လူတွေရှိမယ်တချို့တလေကြတော့ယာရုအာနာပြခြင်းတဲ့လူတွေပါရင်ပါလာတယ်ဒါပေမဲ့နဲလို့များကြီးကိုကျွန်တော်ပြန်ကြည့်လိုက်လို့ဆိုကောင်းတဲ့ချက်များတာမကောင်းတဲ့ချက်များတာလူတိုင်းကြည့်ပါဟုတ်တယ်နော်အဲ့တော့ဒါဘောမနေနဲ့လာငင်းမယ်ဆိုတော့နောက်ထပ်အကိုကပြပါမယ်အဲ့ဒါဘာလဲဆိုတော့မြန်မာပြည်မှာစစ်ကောင်စီစစ်ကြောင်းထိုးရင်ရွာလုံးကျုံမဟုတ်ဘူးအနည်းဆုံး4ရွာ5ရွာထွက်ပြေးရတယ်မပြေးနိုင်တဲ့အဖိုးပေါ်တက်ခံနေတယ်ကြံပြစ်ခဲ့လက်ကျွဲနွားဝက်အကုန်လောက်ခံနေတယ်အိမ်ချိတ်ပိတ်ထားအိမ်ကိုဖောက်ထွင်းပြီးတော့ကောင်းတဲ့ပစ္စည်းအကုန်ယူခံနေတယ်ဒါမြေပြင်မှာဖြစ်နေတယ်ငင်းလို့မရဘူးနော်
PDF တွေစစ်တောင်းထိုးလို့ထွက်မပြေးတဲ့အပြင်တဒေပန်းနဲ့ကြိုပြီးတော့အောင်ဝက်ခံနေကြတာမင်းတို့မြင်လားအဲ့တော့တကယ်ပြည်သူပေါ်ကိုအချမ်းဖက်တာဒီပဲဖွဲ့စည်းတယ်အပြစ်တွေများတာဒီပဲဖွဲ့စည်းတယ်မကောင်းတာများတဲ့မှာမကောင်းတာကအခု90ကောင်းတာက10ခုတော့ဖြစ်နေတာလေအာနာတိတ်စစ်တပ်ဆိုတော့တတ်ချက်ပြောတာအဲ့တော့ PDF တွေဒီမှာလည်းကိုနေ့ကပြောလို့ကိုရွာကအဖွဲလောက်ကြီးလို့မရအောင်နံပါတ်1တို့တွေကြတော့ကိုဒေတာမှာရှိတဲ့ PDF လောက်ကြီး PDF ကိုမကောင်းပြောတယ်လုံးဝမှားပါတယ် PDF ပြောမယ်ဆိုရင် PDF တနိုင်ငံလုံးကစစ်တပ်အဲ့ဒီစစ်တပ်ရဲ့အနေထားသူများနယ်တွေဘယ်လိုကျင့်သုံးလဲ။ညာမှာဆိုရင်တို့တွေအချင်းချင်းချထားနေတဲ့ PDF တွေရှိတယ်လို့ကြားဘူးလေ။နော်ဒါတေချာမတေချာကျွန်တော်မသိဘူး။ဒါပေမဲ့အဲ့တရားတစ်ဖွဲ့လောက်ကိုကြည့်ပြီးတော့ PDF တွေမကောင်းပါဘူးတော့ဆုံးဖြတ်လို့မရဘူး။နောက်တစ်ခုကကိုနေ့ကပြောလို့သူတို့တွေဒီပြည်သူပေါ်ဆက်ဆံနေမှာဘယ်လိုဆက်ဆံနေသူတို့ရဲ့အကျင့်စရာကြီးကဘယ်လိုလဲအပြစ်နဲ့ကောင်းတာနဲ့မကောင်းတာနှိုင်းယှဉ်ပြီးတော့ကျွန်တော်ဆုံးဖြတ်တော့မယ်။နေရာတစ်ခါကိုလိုက်ပြီးတော့အပြစ်ဆိုပြီးလက်ညှိုးလိုက်ထိုးနေတော့အပြစ်လုံးဝကင်းတာနော်မြတ်စွာဘုရားရှင်ကလွဲလို့ယဟန္တာလွဲလို့တာမန်ပုရုษင်လူသားတွေမှာအပြစ်တရားရာခိုင်နှုန်းကင်းတယ်လို့မရှိပါဘူးဟုတ်တယ်နော်အဲ့တော့တခုချင်းစီအပြစ်လိုက်ထိုးမယ်ဆိုကိုယ်အပြစ်ကင်းလားဆိုတာရင်ကြည့်ဖို့လိုတယ်တူလောက်ငါလုံးနိုင်လားဆိုတော့ကြည့်ဖို့လိုတယ်ဒါကျွန်တော်ပြည်သူတွေဘက်ကစဉ်းစားဆုံးဖြတ်တွေးတောချိန်ဆမနေကြတယ်အဲ့တော့ကျွန်တော်ရဲဘော်တွေဘက်ကလည်းလက်နက်ဆိုတာလေစောင်းအဖီနေဖြစ်တယ်တကယ်အဲ့ဒါမျိုးပညာမဲ့တွေလက်နက်ရောက်ရင်အစွဲရှိတဲ့တရားအစွဲကိုအားကိုးတယ်ဥကြိုရှိတဲ့တရားဥကြိုအားကိုးတယ်နော်အဲ့တော့လက်နက်ရှိတဲ့မြန်မာပြည်ကအာဏာရှင်နွားတွေကအဲ့ဒီလက်နက်ကိုအားကိုးတယ်လက်ရှိမင်းအောင်နဲ့အာဏာသိမ်းတာလေပြည်သူရှိမှလက်နက်မရှိဘူးအစိုးရမှာလက်နက်မရှိဘူးသူတို့စစ်တပ်မှာလက်နက်ရှိတယ်အဲ့တော့ငါတို့အာဏာသိမ်းတယ်ငါတို့သိမ်းတဲ့အတိုင်းမင်းတို့လက်ခံရမယ်မှားတာတရားတာမတရားတာလာမပြောနဲ့အဲ့ဒီအပေါက်နဲ့သိမ်းတာဒါပေမဲ့ပြည်သူကမခံဘဲနဲ့ထားပြီးတော့တော်လှန်တဲ့အချိန်မှာတိုင်းပြည်ကပြည်စီရောက်လာတာအဲ့တော့လက်နက်ဆိုတဲ့အရာကလေကျွန်တော်ကိုယ်တိုင်ခံစားမှုတယ်နော်တိုင်းတပ်ဖွဲ့တွိုင်းပြင်စလို့ခါမှချိန်လိုက်အခုကိုဖိုက်တာလို့ပါကြောက်ပါလေလားရတယ်ဒါညနေကောင်လာပေါ့ငါလူပြစ်ကိုပြစ်ပေါ့မဲဟုတ်တယ်နော်အဲ့ရွာတိုင်းပိုင်တွိုင်းကိုကိုရဲ့စိတ်ထဲမှာတွေကမတိတဲ့စိတ်ကပန့်ပိုးပေးတယ်မြောက်တန်းနေမင်းတနက်တွေပါနေမင်းဆွေးပဲဟောဒါလေးပဲချိန်ထားအောင်ဒီဘက်မှာပြင်စလို့ဒီဘက်မှာတမြောင်လေးပါနေဝစ်စုံပြေးဝင်လိုက်ကိုပဲဖိုက်တာလို့ဘာလို့ဟမ်အဲ့တော့အဲ့လိုမျိုးတောင်းချောင်းနေလာခဲ့တဲ့လူဆိုရင်အဲ့စိတ်တော့ဝင်သွားမယ်ဆိုတောင်းလက်နက်မရှိတဲ့ပြည်တွေလေမရည်ရွယ်ဘဲနဲ့တော့စကားရိုင်းပြောမိပါလိမ့်။ဩလက်နက်မရှိတဲ့လူတွေစကားရှင်တွေကိုအထက်ကြီးကပြောချင်တယ်ပေါက်သွားလိမ့်။အဲ့ဒီစိတ်ကိုလုံးဝဝင်လို့မရဘူး။နော်မင်းတို့ PDF တွေအားလုံးရဲ့တန်ဖိုးဒီအဲ့ဒီစိတ်မရှိလို့တန်ဖိုးရှိတာ။အဲ့ဒီစိတ်ဝင်ခွေးဖြစ်တယ်။လက်ရှိစစ်ခွေးဆိုတာအဲ့ဒါအတူတူပဲ။အဲ့တော့စစ်ခွေးစစ်သားတိုင်းဟာစစ်ခွေးဖြစ်မနေဘူး။အဲ့ဒီခုနကပြောသလိုအစွဲရှိတဲ့ကောင်ကအစွဲအားကိုလို့ဥကြုံရှိတဲ့ကောင်ဥကြုံအားကိုတယ်။လက်နက်ရှိတဲ့ကောင်ကလက်နက်အားကိုပြီးလူပေါင်းဝတဲ့ကောင်စစ်ခွေးလို့ခေါ်တယ်။ PDF ဘက်ချမ်းက PDF တယောက်အဲ့ဒီဇက်ရိုက်ကိုလုပ်နေအဲ့ကောင်ထွေးစစ်ခွေးပဲအဲ့ကောင်ဟောစစ်သားတယောက်ကနော်ဘယ်နည်းကပြောလို့ပြည်သူကို PDF တွေဆက်ဆံပုံနဲ့ဆက်ဆံအောင်ဆို तू ကစစ်သားကောင်းမယ်အဲ့တော့စစ်သားတိုင်းကစစ်ပွဲမဟုတ်သလို PDF တိုင်းကလည်း PDF ဖြစ်လို့မရဘူး PDF ခုံပုံနဲ့ညီမ PDF ဖြစ်တာအဲ့တော့အဲ့ဒီအဓိကဘာလဲခံရွက်မှနေငါတို့ဘယ်လိုမှရိုက်ပုတ်ပြီးခိုင်းတာမဟုတ်ငါတို့အတိစိတ်ကငါတို့မခိုင်းသေးတဲ့ငါတို့ဒီ PDF ဝင်တာငါတို့တက်နှက်ဘယ်သူမှခိုင်းခိုင်းတာမဟုတ်ငါတို့စိတ်နဲ့ငါတို့ကိုင်အေးဒါပေမဲ့အဲ့ဒီတက်နှက်ကိုင်ရင်တော့ဟျောင်းဝေးမင်းပြည်သူချေးရောက်ကျုံလို့နေရမှာနော်နေနိုင်လားနေနိုင်မှာတိုင်မနေနိုင်တော့မခိုင်းနဲ့ no problemနော်မဝင်တော့ဘာမှမဖြစ်ဘူးစစ်ပွဲလို့လမ်းပြီးတောင်းစားဆွဲသွင်းတဲ့အဖွဲ့မဟုတ်ဘူးနော်တဲ့ကိုစီဝင်ချင်းတော့ PDF လာပြောကောင်တဘုံကြီးလက်ခံမှုအဲ့ဒီတဘောတရားကိုလက်ခံဖို့လိုတယ်အဲ့တော့ငါတို့ကတော်လှန်ရေးအတွက်လက်နက်ကင်တယ်လက်နက်ကင်ပြီးတော့ဒီတနက်ကိုကင်လိုက်ပြီဆိုတာနဲ့ပြည်သူနဲ့တွေ့တဲ့နေရာမှာဒီတိုင်းဘွက်ကိုပုံမှန်နေတဲ့ကောင်မျက်နှာပုတ်နေတဲ့ကောင်ဖြစ်နေတယ်ပြည်သူတွေတွေ့လိုက်ချိုပေးပါပြည်သူအလေးထားပါနော်အကိုတိုင်းအကိုအမတိုင်းအမညီမတိုင်းညီမမောင်တိုင်းမောင်ဦးလေးတိုင်းဦးလေးအတော်တိုင်းအတော်ဟုတ်ကဲ့ပါခင်ဗျာချိုလေးပြောအဲ့ဒါလို့ပြောလေအဲ့ဒီ PDF ရဲ့တန်ဖိုးကတက်နေတယ်အဲ့ဒါအဓိကပဲအဲ့ဒါအဓိက point ဒီ PDF တန်ဖိုးအဲ့ဒါရှင်းသားမှာအသက်ပေးတိုက်နေတာတခုတည်းနဲ့တန်ဖိုးမဟုတ်ဘူးနော်စစ်သားတွေလည်းရှင်းသားမှာအသက်ပေးတိုက်တာပဲဟုတ်တယ်မငါတို့တက်ပေးတိုက်တယ်အဲ့ဒါနဲ့စစ်သားဆိုတဲ့အတွက်ပြောရဆိုတာပြတ်သားဖို့လိုတယ်ဒါရီကနားလေတယ်ပြည်သူကဘုရင်ကပြောသလိုပြည်သူရှစ်ဖက်အဓိကပြည်သူနဲ့ရန်ဖြစ်တဲ့အဖွဲ့အစည်းဘယ်အဖွဲ့အစည်းမှမခံဘူးမယုံကြည်လိုက်အာဏာရှင်တည်မြဲနေတယ်ဆိုတာကအဲ့ဒီပြည်သူတွေအကောင်တွေကအဲ့ဒီအာဏာရှင်ကိုပြန်ပြီးတောက်တိုင်လုပ်ထားလို့လားခံခဲ့ရတာဒါပေမဲ့အခုဒီနေ့ခေတ်မင်းအောင်နိုင်ပဲဘွားရောက်တယ်အဲ့ဒါပြည်သူနဲ့မတည့်တဲ့အကျိုးပဲအဲ့တော့ပြည်သူဆိုတာအဲ့ဒါမှမဟုတ်ကိုကအဲ့လိုမျိုးသူများကိုအလေးပေးတဲ့နေရာမှာနေချင်တယ်အဲ့ဒါဆိုပြည်သူနေရာမှာနေကျွန်တော်ဘယ်ပါတီမှမဝင်ခဲ့ဘူးဘယ်တော့ဒီအန်ဒီရွေးကောက်ပွဲကာလတွေဟိုခေါ်တာတပုံကြီးဟမ်ဘယ်နေရာပေးမယ်ဘာပေးမယ်အခုပဲချမ်းဖို့တဲ့ကဘက်ကလည်းဘုရင်ကပြောသူနေရာရှိပြီးသားဝင်မယ်ဆိုရင်ဘာဖြစ်လို့မဝင်တာလဲရှင်းတယ်ပြည်သူနေရာမှာနေချင်လို့ငါတို့ကျွန်တော် Facebook အကောက်ဆိုရင်အခုတော့ရေးထားသေးတာမသိဘူးနော်ပြည်သူထဲမှာပြည်သူတအူးဆိုတဲ့စာလေးကျွန်တော်ရေးထားတယ်အဲ့ဒါပြည်သူဆိုတဲ့တန်ဖိုးအဲ့ဒါပဲဒါပေမဲ့ပြည်သူနေရာမှာနေမယ်ဆိုရင်တော့ပြည်သူဖြစ်နေဖို့လိုတယ်ကိုကဟိုနေရာနဲ့ဆရာလုပ်ချင်ဒီနေရာနဲ့ဆရာလုပ်ချင်ဟိုအဖွဲ့အစည်းမှာလည်းပါချင်ဒီအဖွဲ့အစည်းမှာပါချင်ဆိုရင်တော့မရဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့တော်လှန်ရေးမှာပါလာတယ်ပြည်သူအစ်စ်အန်အန်ဒီထဲမှာပါတော့ဘယ်ပါတီမှမပါဘူးတိုင်းပြည်အတွက်ပြည်သူအနေနဲ့လက်မခံတဲ့အရာရဲရဲတဲ့ဒါကြောင့်မို့လို့ကျွန်တော်လုပ်ရကျွန်တော်ဆန္ဒကျွန်တော်ပြောတဲ့အရာအားလုံးဒီ
လက်တာလုံးပြည်သူအနေနဲ့ပြောခဲ့တာဒီနေ့ထိလည်းပြည်သူပဲမရှင်းချင်းလေးကျွန်တော်ဒီတိုင်းနဲ့လက်နက်ကိုင်အဖွဲ့တစ်ခုဆိုရင်ယာတူပေးဖို့ခေါ်ဘူးလေဒါအတင်းလိုက်ဖို့ကျွန်တော်များအမီလို့မရဘူးโอเคမီလို့မရဘူးယူပေးမယ်တော်လိုင်းပြီးပေးလို့နော်တော်လိုင်းပြီးတဲ့နေ့ကျယူပေးမယ်နော်မင်းတို့ပေးချင်တဲ့ဘာဆိုရင်မတင်မယ်ကွာအဖွင့်နေဘားတွေခွေနေတာဘားတွေဟုတ်လားအဲ့ချိန်မှာတင်တယ်ဒါပေမဲ့တော်လိုင်းကာလမှာမယူဘာဖြစ်လို့လဲအဲ့ဒါယူလိုက်တာနဲ့ကျွန်တော်လုပ်တဲ့တန်ဖိုးမြောင်းနေကြဘူးကျွန်တော်အဲ့ဒီဟာလူချင်းတို့တော်လိုင်းလုပ်တာမဟုတ်အောင်မြင်ခြင်းနဲ့စိတ်ကိုပဲလုပ်တာနော်အောက်ကိုချပေးလိုက်လို့ရဲဘော်တွေကိုစီကျေးဇူးတင်မလို့လူမွေးရကျေးဇူးတင်တယ်ရတယ်ဒါပေမဲ့ကျေးဇူးရှင်လို့မြင်စရာအကြောင်းရှိဘူးဘယ်ထောက်ဖို့မှကျေးဇူးရှင်လို့မြင်စရာအကြောင်းရှိဘူးကျွန်တော်လည်းထောက်ဖို့ရပဲထောက်ဖို့ဆိုတာပြည်သူနဲ့ဒီတော်လိုင်းနဲ့ကြားထဲမှာပေါင်းကူးပေးတဲ့အကျိုးဆောင်အဆင့်ပဲရှိတယ်အဲ့ဒီထောက်ဖို့တွေအိတ်ထဲကငွေနဲ့ထောက်ပံ့နေတာမဟုတ်ဘူးဒါကြောင့်မို့လို့တို့တွေထောက်ဖို့တွေရဲဘော်တွေကိုတိုင်းတက်ဖွဲ့တွေကိုမောက်ပြောလိုက်ကျွန်တော်လုံးဝအောင်မပေးဘူးလုံးဝမကြိုက်ဘူးဒါကြောင့်မို့လို့ထောက်ဖို့တွေကိုလူမွေးရကျေးဇူးတင်လို့ရတယ်ကျေးဇူးရှင်အဖြစ်တတ်မှတ်တယ်မလို့တူလဲတူတောင်းဝင်တူထမ်းဆောင်နေတာနော်ရဲဘော်တယောက်လည်းရဲဘော်တောင်းဝင်ထမ်းဆောင်နေတာအားလုံးကတန်းတူပဲအဲ့ဒီတော်လိုင်းရေးမှာတမနာကစပြီးတော့အောက်ခြေရဲဘော်တီပြည်သူတူတယောက်ချင်းစီအားလုံးကတန်းနဲ့ပဲဘယ်ကောင်မှတစ်ချက်ပုံမကြည့်ဘူးတပွင့်ပုံမကြည့်ဘူးအဲ့တောင်းဝင်ယူမှုအပိုင်းမှာ तू ကစစ်ကြောင်းမှု तू ကအပြူပါမှု तू ကတော့တိုက်ရင်မှုतू ကတော့တက်စိတ်မှု तू ကတက်ခွဲမှုစတဲ့ဖြင့်ရှင်းရှိနေပြီဒါကတောင်းဝင်ယူတဲ့အပိုင်းကိုပြောထားတာဒါပေမဲ့ယာတူးဆိုတာအားလုံး level ပဲအဲ့ဒါလို့စိတ်ထားနိုင်ကြမှာကျွန်တော်တို့တော်လိုင်းရေးရဲ့တန်ဖိုးရှိတဲ့တော်လိုင်းဖြစ်မှာတန်ဖိုးရှိတဲ့လူတွေဖြစ်မှာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တန်ဖိုးစစ်ပွဲနေနဲ့တွားမရှင်ပြီးကြတယ်အဲ့လိုမရှင်ပြီးဘူးအတွက်အဲ့ဒီလက်နက်ကိုမှချိတာနဲ့တတိထားပါနော် MBY PDF အခုထုတ်ပြန်ကြေညာချက်ကိုလည်းကြိုးဆိုတယ်ကျေးဇူးတင်တယ်လေးစားတယ်အခြားတော့တိုင်းနဲ့ပြည်နယ်မှာရှိတဲ့နော်ကျွန်တော် PDF တိုင်းတပ်ဖွဲ့တွေပကဖတွေအနေနဲ့အဲ့ဒီ MBY PDF ထုတ်ပြန်ချက်တွေကိုလိုက်လုပ်နိုင်ဖို့အရေးကြီးအဲ့ဒီပုံစံမျိုးဒါဆိုရင်ကျွန်တော်တို့နဲ့ပြည်သူကအတူတူပဲအစအတူတူပဲဗျာအာနာမတိန်ငယ်အဲ့ဒီ PDF တွေရက်ွက်ထဲမှာခင်ဗျားတို့ကျွန်တော်တို့လူပြည်သူတွေပဲလေလက်ပိတ်ဆိုင်ထိုင်တဲ့ကောင်ထိုင်နေတယ်ဟုတ်တယ်မလားတောင်းတက်နေတဲ့ကလေးကတက်နေတယ်ဒီမတရားမှုကြီးကိုမကျင်တတ်လို့ဓာတ်တွေဓာတ်ဖကင်တယ်ဒုတ်တွေဒုတ်ကင်တယ်တနတ်တွေကင်တယ်တူမီတွေကင်ရင်နဲ့အဲ့ဒီလက်နက်ကင်ထားတဲ့လူတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့တတ်မှတ်ရင်လည်း PDF ဆိုတာဖြစ်လာတာလေအဲ့တော့ပြည်သူနဲ့ PDF ဆိုတာအတူတူပဲအဲ့ဒါကိုစစ်ကောင်စီကခွဲထုတ်နေတာအဲ့လိုခွဲထုတ်မခံဖို့အတွက်ကျွန်တော်တို့ကတန်ဖိုးရှိတဲ့နော်အရေးချင်းပြည့်ဝတဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်နေမှုလိုအပ်ပါတယ်နော်ဒါကြောင့်မလို့ရှေ့မှာလုပ်နေတဲ့ရဲဘော်တွေအားလုံးကိုလေးစားပါတယ်ကျွန်တော်တို့တူရဲကောင်းတွေကိုကျွန်တော်တို့အစမတန်တန်ဖိုးထားပါတယ်ဒါကြောင့်မလို့တန်ဖိုးရှိတဲ့နေရာမှာနေပေးကြပါလို့ညီကိုတွေကိုတတိပေးနှိုးဆော်ပါတယ်လူငယ်တွေအားလုံးကိုရွေးချယ်စရာမရှိအောင်ဂျောင်ပိတ်လိုက်တဲ့စကားစုတစ်ခုပါအဲ့ဒါကတော့လိမ့်လိမ့်မမနေရင်နေမနေချင်းခေါင်းနဲ့နောက်စီကိုပဲပြတ်တက်မယ်ဆိုတဲ့ပုံစံမျိုးအထိအကြမ်းဖက်စစ်တပ်ကပြောဆိုလာပါတယ်ဒါတွေသူဘာကြောင့်ပြောတာလဲဒီတော့မှရိုင်းဆိုင်တဲ့အကြောင်းတွေကိုချပြရမယ်ဆိုရင်သူတို့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေကြပါတယ်ဒီရွေးကောက်ပွဲမှာသူတို့ကိုမဲမပေးရင်မဲမပေးတဲ့သူအကုန်လုံးကိုသူတို့ပြတ်တက်ပါလိမ့်မယ်ဆိုတော့လက်ရှိသူတို့အချုပ်ခံနေနေတွေသူရဲ့အုပ်ချုပ်ခံနေတဲ့အချို့သောကျွန်တော်တို့ပြည်သူတွေသူတို့ကမဖြစ်မနေမဲပေးရမှာဖြစ်တယ်အရင်တစ်ချိန်လုံးကကျွန်တော်တို့ဒါသက်ဆိုင်ရာပါတီတိတိဟာသူတို့ရွေးချယ်ခံရဖို့အတွက်ရွေးကောက်ခံရဖို့ဖြစ်ဖို့အတွက်ပြည်သူကိုအမျိုးမျိုးမလုံးနေပြီးစီယုံဒါပေမဲ့သူတို့ဒါဒီနေရာမှာရလာခဲ့ရင်ဒီနေရာမှာရှိတဲ့ပြည်သူတွေကိုဘယ်လိုမျိုးလှုပ်ဆောင်ပေးမယ်ဘယ်လိုမျိုးဒါမီးလေးဆိုလဲရအောင်လှုပ်ပေးမယ်ဥပမာပေါ့ကုန်စည်နှုန်းတွေလည်း short ချမယ်ပြီးတော့ကျွန်တော်တို့ဒါအရက်သားဒါလူစင်ရဲနေတဲ့ကျွန်တော်တို့မိသားစုတွေကျမ်းမာရေးဒါစောင့်ရှောက်မှုပေးမယ်ဆိုတဲ့ဘာညာဆိုတဲ့မလုံးမျိုးတွေဒီတစ်ခေါက်ရွေးကောက်ပွဲမှာကြားရမှာမဟုတ်ဘူးအကြမ်းဖက်အုပ်စုဥဆောင်တဲ့ရွေးကောက်ပွဲဆိုတော့ဒီရွေးကောက်ပွဲမှာတော့ရှင်းပါလေသူတို့ကိုမဲမပေးရင်မဲမပေးတဲ့ကောင်ကိုပြစ်တတ်ပါလိမ့်မယ်ပြီးရင်နေရာတိုင်းမှာသူတို့အုပ်ချုပ်တဲ့နေရာတိုင်းမှာမဲပုံးတွေရောက်လာမှာပါသိကြပါတယ်အုပ်ချုပ်ခံနေတဲ့သူတွေအနေနဲ့သူတို့ကိုမဲပေးဖို့ပေးရပါမယ်ကြိုက်လို့ပဲဖြစ်ဖြစ်မကြိုက်လို့ပဲဖြစ်ဖြစ်ကြောက်လို့ပဲဖြစ်ဖြစ်မကြောက်လို့ပဲဖြစ်ဖြစ်ဘာမှလုံးမပေးစရာမလိုဘဲနဲ့ကိုသူတို့ကိုမဲတေချာပေါက်ပေးရမယ်အခြေအနေတရက်ကိုသူတို့ကထုတ်ပေါ်လာတာအဲ့ဒီအခြေအနေကလည်းကိုယ့်ရဲ့အသက်နဲ့ကိုလောင်းစားလုပ်ရမယ်ဝဲပါလူငယ်တွေအနေနဲ့ACC မနေဘူးဆိုရင်လိမ့်လိမ့်မမနေဘူးဆိုရင်ပြောချင်တာကတော့သူတို့ကိုမဆန့်ကျင်ဘူးသူတို့ကိုဆန့်ကျင်လာရင်သူတို့စကားနားမထောင်ရင်ဦးကောင်းနဲ့နောက်စိတ်ကိုပဲပြစ်မယ်ဆိုတဲ့အပြောအဆိုတွေလက်ရှိအကြမ်းဖက်စစ်တပ်မှာတုံးနေကြပါပြီဒါကကျွန်တော်တို့ပြည်သူတွေနှစ်ဖူးတွေဒူးတွေရတော့မယ်မကြခင်ရေကောက်ပွဲကာလမှာတွေ့လာရမှာပါဒါကြောင့်
ကျွန်တော်တို့ပြည်သူဘလို့မှရွေးချယ်စရာအခြေအနေမျိုးလုံးလုံးမှမရှိဒီအခြေအနေမှာကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေလက်ရှိတော်လှန်သောတပ်ဖွဲ့ဝင်အတီးတီးအတွက်ကလည်းချဲလက်အကြီးကြီးဖြစ်ပါတယ်ပြည်သူကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့တပ်ဖွဲ့ဝင်တိုင်းအားလုံးပြီးတော့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကိုကံကြမ္မာကိုဖန်တီးပါမယ်ဆိုတဲ့အားလုံးသောတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအားစုတွေဟာမိမိပြည်နယ်လွတ်မြောက်မှုတစ်ခုတည်းနဲ့ပြီးဆုံးမဲ့ပွဲမဟုတ်ဘူးဒါကိုလည်းသူတို့အားလုံးသိရှိပြီးသားဆိုတော့ကျွန်တော်တို့ပြည်သူကိုမကာကွယ်ပေးနိုင်တဲ့အခြေအနေတရက်မှာစက်ငင်လုံနေကြအောင်မလားဆိုတာကိုကျွန်တော်ပြည်သူကမိကုံးများစွာနဲ့အဖြေထုတ်နေကြပါတယ်ကျွန်တော်ပြည်သူဟာလက်ရှိတော်လှန်နေတဲ့တော်လှန်သောတပ်ဖွဲ့ဝင်အကုန်လုံး NUG အောက်ကတပ်ဖွဲ့ဝင်အသီးသီး NUG မဟုတ်တဲ့ LPDF တွေပြီးတော့ ERO အောက်ကတပ်ဖွဲ့ဝင်အသီးသီးစစ်ကြောင်းမျိုးစုံအသီးသီးအမည်မျိုးစုံနဲ့လက်နက်ကင်ထားတဲ့တပ်ဖွဲ့ဝင်အကုန်လုံးကိုကျွန်တော်တို့ပြည်သူတွေကပဲအမှတ်ပေးရွေးချယ်နေကြတာပါဆိုတော့ပြည်သူကိုတကယ်ကာကွယ်စောင့်ရှောက်နိုင်မဲ့အချိန်ရောက်ရှိနေပြီအခုမရောက်နိုင်ကလည်းထုတ်ဖော်ပြောဆိုလာပြီရွေးကောက်ပွဲကိုသူ့အနေနဲ့မဖြစ်ဖြစ်အောင်လုပ်မယ်သူအုပ်ချုပ်သူထိန်းချုပ်ထားတဲ့နေရာတွေမှာမဲပုံးကတော့တေချာပေါက်ထောင်သွားမှာသူ့ရဲ့မဲပုံးကလည်းမဲပြည့်ထည့်ရမှာဖြစ်တယ်မဲထည့်လို့မရအောင်မဲမထည့်ရင်ပြစ်တတ်မှာပဲကျွန်တော်တိကျတဲ့သတင်းတွေရရှိထားတာပါတိကျတဲ့အမိန့်တွေကိုကျွန်တော်ရရှိထားတာပါအခုကျွန်တော်တို့ပြည်သူတွေရွေးချယ်ရမယ်အချိန်ဆိုတာထက်လက်နက်ကင်တော်လှန်နေတဲ့တပ်ဖွဲ့ဝင်အကုန်လုံးမဖြစ်မနေရွေးချယ်ရမယ်အချိန်တစ်ခုတည်းရှိပါတယ်အဲ့ဒါကတော့2025နောက်ဆုံးသောရက်စွဲတွေနဲ့2026ပထမဦးဆုံးသောရက်စွဲတွေမှာအဖြေပေးရမှာဖြစ်တယ်ဒီဒေါ်လာရေးကိုဥဆောင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ပြည်သူဒီဒေါ်လာရေးကိုအဓိကကူညီထောက်ပံ့နေတာကလည်းကျွန်တော်တို့ပြည်သူမပါရင်ဘာတစ်ခုမှလုပ်လို့မရဘူးဆိုတာကိုကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေအကုန်လုံးကလက်ခံရမယ်သိရှိရမယ်ဟုတ်ပြီဒီလိုမျိုးရုပ်မှာပြီးတော့ဒီလိုမျိုးအရန်ကိုစိုးသွမ်းပတ်သက်တဲ့နှုတ်ကြားချက်မိတ်တွေကိုသူတို့တက်တွင်းမှာပေးဖို့ထားကြပြီးဆိုတော့ကျွန်တော်တို့လူငယ်တွေဘာလုပ်ကြမလဲနိုင်ငံခြားလည်းထွက်ပြေးလို့မရပြီးတော့ကျွန်တော်တို့ခရီးသွားလာခွင့်တွေပြီးတော့ဒီအချိန်မှာအရန်ကိုရှုပ်ထွေးတက်တဲနေတဲ့ကာလတွေမှာမသိအောင်တမယ်ဗျာရက်တီနေရတဲ့ကျွန်တော်နိုင်ငံအတွင်းထဲကအကြမ်းဖက်အုပ်စုအုပ်ချုပ်ခံနေတဲ့မိသားစုတွေအတွက်ကတကယ့်ကိုစင်ကောင်းဖြစ်ဖို့စင်ကောင်းဖြစ်ရပါတယ်စမှုတမ်းမထမ်းချင်ဘူးပြပကိုရှောင်မယ်သူတို့အတွက်ကြီးမားတဲ့စင်ကောင်းမှုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုတွားချင်တယ်ပူးပေါင်းချင်တယ်ဒါလည်းသူတို့ရဲ့ကြီးမားတဲ့စိတ်ခေါ်မှုတရလို့ဖြစ်နေပါဘာလို့အချိန်ကာလဆိုတာပြောင်းလဲရရှိတာကိုဒီအချိန်ကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစီကိုလာရောက်ပူးပေါင်းတာကျွန်တော်တို့အတွက်ကအရန်အဆင်ပြေတယ်ကျွန်တော်တို့လည်းလက်ခုလက်အချို့နေရာတိတွားရောက်ကြိုးခဲ့တာတွေလည်းရှိတယ်အခုချိန်မှာအဲ့လိုပုံစံမျိုးဖြစ်ပြီးတော့ပိုခက်ခဲသွားပြီလို့ကျွန်တော်ပြောချင်တာပါဒါဆိုရင်တော့အကြမ်းဖက်အုပ်စုပြောတဲ့စကားကိုမသိချင်တော့လိုက်နာရတော့မယ်ကျွန်တော်ပြည်သူတွေရဲ့အခြေအနေကိုကဲတင်ပေးမဲ့ကာကွယ်ပေးမဲ့သူတွေဟာဘယ်သူတွေလဲဆိုတာကိုကျွန်တော်တို့အဖြေထွက်ပေါ်လာပါတော့မယ်ဒါဟာတော်လန်ရေးရဲ့ဇက်ရှိန်အမြင့်ဆုံးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့တာဖုံးကျော်သူရေးသားတဲ့အရေးအသားလေးနဲ့ကျွန်တော်တို့ပြည်သူပြန်လဲတုံ့ပြန်တဲ့ခင်းချင်းလေးကိုတစ်ချက်ကြည့်အောင်ပါTNLခေါင်းဆောင်ဘုရားတာဖုံးကျော်ကသူဘာရေးထားလဲဆိုရင်အရက်ကရုတ်ရေးကြွားကမိအေးစွာတေးလန်တယ်အများတကာနဲ့လှည့်ပက်ရန်လုပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မိအေးကိုဝိုင်းသမားတာငယ်နိုင်ဆိုပြီးဖိတာအဲ့ဒါတွေကြတော့မသိသလိုပဲလုပ်နေကြပေါ့မိအေးလဲ1990မတိုင်ခင်လို့2000တုန်းကလို့ခေါင်းငုတ်ခံတဲ့ခေတ်ကုန်ပြီလေရင်းဖွင့်ကြည့်တာပါအများပြောတဲ့တင်နီလာအေးတကယ်ဆိုးတာအကြောင်းရှိလို့ပါလို့သူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာရေးထားပါတယ်ဆိုတော့လူတိုင်းမှာခန်းစားချက်တွေရှိကြပါတယ်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းအကြီးကြီးဗိုလ်ချုပ်ကြီးကအစခန်းစားချက်ဆိုတာရှိပါတယ်ပြီးတော့သူတို့တွေတိုင်းသားနေမြေတွေမှာသူတို့ရဲ့နေမြေတွေမှာသူတို့တွေဖြတ်ကျော်ခဲ့တဲ့အခက်အခဲမျိုးစုံအများကြီးသူတို့မှကြုံတွေ့ခဲ့ပြီလက်ရှိလည်းဖိအားမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့အခြေအနေပါဟုတ်ပြီဒါကတော့မရုပ်တာဖုံးကျော်ရဲ့အရေးသားပါကျွန်တော်တို့ပြည်သူတွေဘာတွေရေးသားထားလဲဆိုတာကိုအချက်လေးကကြည့်အောင်ပါခြေချောက်သွေးနှူးမဲ့အချိန်သွေးစီညူရရမယ့်အချိန်
ခင်ဗျားတို့ပိုင်ဆိုင်ထားတဲ့နေမြေဟာလူဦးတော်လန်ကြီးနဲ့ပေါင်းဆက်ပြီးရလိုက်တဲ့နေမြေတွေမန်တပ်အနေနဲ့အေးကိုကြည့်မာမိတ် PDF တွေနဲ့ဘလို့ကစားနေလဲဆိုတာဒါပြည်သူတယောက်ကပြန်ရေးထားတယ်ကွန်မန့်မှာအောက်တော့တယောက်ရဲ့အရေးသားဒီလိုမဖြစ်သင့်ပါဘူးဘိုးတာဖို့လောက်ငယ်သားတွေကိုဆက်ဆိုးစေလို့မြောက်ပေးတယ်လို့ဖြစ်နေတယ်လူမျိုးရေးကိစ္စတွေဘာမှဝင်မပြောလို့ပေမဲ့ PDF တွေကိုတော့ပိုကြည့်ရှုပိုဖြောင်းပြပိုဖေးမှသိနေလို့အကြံပြုပေးပြရစီခင်ဗျာနောက်ထပ်တူကโอเคခုရေးထားတဲ့အတိုင်းပဲပြန်ပြီးပြရစီအရင်ကနှိမ်ခံရတော့ကနာကျင်ခဲ့တယ်မဟုတ်လားအဲ့ဒီခန်းစားချက်ကိုကြိုက်တာမကြိုက်ဘူးလားဒါဆိုဘာလို့ကိုမကြိုက်တဲ့ခန်းစားချက်ကိုအခြားသူတွေကိုပြန်ပေးခြင်းနေတာလဲသင်တို့တစ်ချိန်ကနှိမ်ခံခဲ့ရတာတွေအတွက်ငါတို့ခေရောက်ပြီကွာဆိုပြီးအခြားသူတွေကိုပြန်နှိမ်ကျင်တာလားသင်တို့ခန်းစားရတယ်လို့ပြန်ခန်းစားခိုင်းကျင်တာလားဒါဆိုသင်တို့လည်းသင်တို့မကြိုက်ခဲ့တဲ့လူတွေရဲ့လုပ်ရမျိုးတပုံစံတဲ့သူများကိုပြန်လုပ်နေတာနဲ့အတူတူပဲလေဘာမှမထူးဘူးငါတို့တော့ငါလို့မင်းတို့မခန်းစားစေရဘူးမခန်းစားရအောင်လုပ်မယ်ကွာဆိုတာကညှိမြတ်တဲ့ခံယူချက်ပါဗျာအလဲကြလို့ပြန်လုပ်မယ်လို့မတွေးစေချင်ဘူးအခုလူငယ်တွေဟာသင်တို့ဖိနှိပ်ခံနေရတဲ့အဖွဲတွေနမဲတူချင်းတူမယ်မနေ့တနေ့ကမှဖွဲ့ထားတဲ့အစ်စ်တွေလည်းဖြစ်ချင်းဖြစ်မယ်ဘလို့ပဲဖြစ်ဖြစ်သင်တို့နှိမ်ခဲ့တဲ့လူတွေမဟုတ်ဘူးဘာမှမသိသေးတဲ့လူသစ်တွေအဲ့ဒါကိုသိစေခြင်းနဲ့ဘာပဲလုပ်လို့အချက်လက်လေးတွေနဲ့လုပ်စီခြင်းပါလေခန်းစားချက်နဲ့လုပ်လို့မကောင်းပါဘူးအခုတင်တဲ့စာကခန်းစားချက်ကိုရေးပြထားတယ်လို့ယူဆလို့ပြောတာပါပြဿနာဖြေရှင်းတာကိုအချက်လက်နဲ့လုပ်ပေးစီခြင်းပါတယ်နောက်တစ်တူကရန်သူမကြရှုံးသေးဘူးနော်ဆရာသမားရန်သူကဤပညာကိုပို့သုံးလာတယ်အဖွဲ့တွေကိုလှည့်ပြီးပို့ပြီးရန်တိုက်လာတယ်ဆိုတော့အကြောင်းရှိတာမရှိတာတဲ့ရန်သူကိုအမြင့်ဖြတ်ဖို့ကအဓိကပါနော်ဆရာသမားတို့ငယ်နိုင်ဆိုပြီးဖိထားလို့ပြန်ဖိတာတို့ဘာတို့ ਨੇ အချိန်ကုန်နေလို့မရဘူးစကားစကိုပဲအကုန်လုံးစကားစတာပဲအကုန်လုံးကိုပြန်ဖိသွားပါမယ်နောက်တစ်တူကကိုဆုံးဖြတ်ချက်ကိုရွေးချယ်မှုပါပဲရွေးချယ်မှုအကြောင်းတရားတိုင်းမှာအကျိုးတရားကိုစီရှိနေကြပါတယ်ရွေးချယ်မှုဆိုတဲ့အကြောင်းတရားရဲ့အကျိုးတရားကတော့နည်းနည်းစမ်းတာတွေပါလာတတ်တယ်အထူးသဖြင့်လူတို့ကိုလှည့်ပြားတဲ့ကိစ္စတွေမှာရလာတတ်တဲ့အကျိုးဆက်ကအပြင်းစားဆန်တယ်မေစုကိုပြောခဲ့တဲ့ပြည်သူတီတာအဓိကပါဆိုတာအလကားလို့သင်တို့ထင်ခဲ့ရင်တော့တဲ့ဆိုတော့အခုစစ်ကောင်စီသူတို့တုံးလုံးနေတဲ့အစကားစားအာဂျင်တီးနားတရားရုံးကထုတ်ထားတဲ့လူမျိုးတို့တပ်ဖြတ်မှုပန်းဝန်းခံထားရတဲ့ကောင်ဆိုတော့လက်ရှိချိန်မှာလည်းကျွန်တော်တို့ပြည်သူကိုနေ့စဉ်တပ်ဖြတ်နေတဲ့အဓိကတရားခံဒီတရားခံကဘာလို့ကျင်တာလဲကျွန်တော်တပ်ဖွဲ့ဝင်တွေအချင်းချင်းခုလိုအမြင်မကြည့်တာတွေရန်တိုက်တာတွေရန်ဖြစ်တာတွေသူတို့အရန်ကိုလိုချင်တယ်ဆိုတော့ဒီလိုမျိုးရလက်တွေထွက်ဖို့ကိုလည်းသူတို့တွေညီမျိုးစုံနဲ့ပုံဖော်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့တယ်ဆိုတော့ဒီထဲမှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေနဲ့ပတ်သက်ပြီးတော့လုံးမှအထိမခံတဲ့ကျွန်တော်တို့ရဲ့ပြည်သူတရက်လုံးလည်းရှိတယ် PDF တွေမဟုတ်ဘဲနဲ့တိုင်းရင်းသားတွေနှစ်ပေါင်းများစွာခံခဲ့ရပါတယ်ဆိုတဲ့တိုင်းရင်းသားတွေလည်းဆက်လက်ပြီးတော့ထပ်မံပြီးတော့ဖိနှိပ်မခံရဖို့အတွက်ကျွန်တော်ပြည်သူအားလုံးကဆန္ဒရှိတယ်ကျွန်တော်ကိုယ်နဲ့တိုင်းရင်းသားနေမြေတွေမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေပါကျွန်တော်တို့အများကြီးပြောခံရတာရှိတယ်စကားလေးတစ်ခုကျွန်တော်ညီပါပြည်ကိုပြောချင်ပါတယ်ကျွန်တော်ပြောမယ့်စကားကအမုန်းတရားလုံးဝမရှိတဲ့ချစ်ချင်းနဲ့ခံစားပြီးတော့နားထောင်ပေးပါမင်းတို့ဗမာတွေအချင်းချင်းနေရာလူတာငါတို့တွေနဲ့ဘာဆိုင်လို့လဲမင်းတို့ဗမာတွေဖြစ်တဲ့ကိစ္စမင်းတို့ဗမာပြည်မှာပဲမရှင်းမဲနဲ့ဘာလို့ငါတို့စီကိုတည်တာလဲမင်းတို့ချိန်ပန်များစွာငါတို့စီကိုရောက်လာတယ်ပြီးတော့ချိန်ပန်များစွာမင်းတို့ပြန်ထွက်ပြေးခဲ့ကြတယ်ကျွန်တော်လူငယ်တွေအဲ့ဒီစကားကိုကြားရင်ဘယ်လိုခံစားရလဲကျွန်တော်အခုဒီစကားကိုပြောနေရင်းနဲ့ကျွန်တော်ချက်သိမ်းဖြန်းထားတယ်။ဒါကြောင့်တော်လန်ရေးမှာကျွန်တော်လှုပ်เสียရတယ်အများကြီးရှိတယ်ကျွန်တော်မြင်ပါ။88ကအကျွေးတွေရောနေပေါင်းများစွာကတမိုင်းစိုးတွေနဲ့ဖြတ်တန်းခဲ့ရတယ်ကျွန်တော်တို့တော်လန်တော့အင်အားစုတွေရဲ့မပြီးပြတ်တဲ့ပွဲကိုကျွန်တော်တို့အပြီးဖြတ်ချင်တာလက်ရှိတော်လိုင်းရင်းနေနေအသီးသီးကိုရောက်နေတယ်ကျွန်တော်တို့လူငယ်တွေရောက်ဘာမျှော်လင့်ချက်မှမရှိဘူးကျွန်တော်လူငယ်တွေဘေးကြားဖြတ်လူငယ်ခိုင်းနေမှာမပတ်သက်တော်လန်တော်လူငယ်တွေပြီးတော့ဘယ်နေမြေကိုမှလည်းကျွန်တော်တို့လူငယ်တွေမတောင်းဘူး
ကျွန်တော်လူငယ်တွေဘာအဖိုးခအတွက်ပြီးတော့ဘာရပိုင်ခွင့်အတွက်ပြီးတော့ဘာရဒုအတွက်ဆိုပြီးတော့ကျွန်တော်လူငယ်တိုက်ခဲ့တဲ့တိုက်ပွဲတပွဲမှမရှိကျွန်တော်ကတော့လူငယ်ပြည်လူငယ်လူပဲပြက်တာပြောဒီနေ့အာနာယူအုပ်စုပြုတ်သွားပြီအာနာယူကျွန်တော်တို့နိုင်ငံတွင်းထဲမှာမရှိတော့ဘူးကျွန်တော်တို့နောက်နေ့တနေ့ကိုအောင်အိတ်နောက်နေ့လည်းကျွန်တော်တို့စပ်ပြီးတော့အိတ်အောင်ပါကျွန်တော်ရွှေလူချင်းတော့မဟုတ်ဘူးငွေလူချင်းတော့မဟုတ်ဘူးပြီးတော့နေလူချင်းလို့တိုက်ပွဲဝင်နေတာမဟုတ်ဘူးယာတူးတွေအတွက်လည်းတိုက်ပွဲဝင်နေတာမဟုတ်ဘူးဒါဟာပေါ်လန်သောလူငယ်အများစုရဲ့ဆန္ဒရဲဘော်တွေရဲ့အတန်ဖြစ်ပါတယ်ကျွန်တော်တို့ကိစ္စဆက်ဖြစ်လာခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်တို့လည်းလုံးလုံးမသက်ဆိုင်တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့သင်ခန်းစာယူပြီးတော့အခုမေဦးတော်လှန်ယူမယ်ကျွန်တော်တို့ရဲ့လုံးနိုင်တဲ့စွမ်းအားတွေကျွန်တော်တို့ရဲ့တည်ကျွင်းချမ်းသာမှုအလုံးစုံကိုပေးအပ်ပြီးတော့ကျွန်တော်တို့နေ့စဉ်တိုက်ပွဲဝင်နေကြတာတိုက်ပွဲဝင်တဲ့နေရာမှာနေ့တိုင်းမျိုးစုံရှိတယ်ကျွန်တော်မြင်ပါဆိုတော့လက်ရှိကျွန်တော်တို့ပြည်သူတွေခံစားနေရကျွန်တော်လူငယ်တွေလုံးဝမှထပ်ပြီးတော့ကြည့်မနိုင်တော့အဲ့အမှန်တရားပါဒါကြောင့်လည်းပဲဘလို့အခြေအနေမျိုးဘလောက်ကြီးခက်ခဲနေပါစေဘလို့မျိုးပဲကျွန်တော်တို့ကိုဒီမျိုးစုံနဲ့ဟန်ထားပါစေကျွန်တော်တို့မှာအခက်အခဲအများကြီးရှိတယ်ကျွန်တော်မြင်ပါအခက်အခဲအများကြီးရှိတယ်ကျွန်တော်တို့သူများနေနေမှာတွားပြီးတော့ပညာတွေသင်ကြားခဲ့ရတယ်စစ်ပညာတွေပြီးတော့စိတ်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးလေ့လာရတယ်။နဲ့ပတ်သက်ထုံးပြီးကောင်းမယ်ကျွန်တော်ဘလို့မျိုးပဲကျွန်တော်တို့ခက်ခဲတွေခံစားဖြတ်ကျော်ရပါစေကျွန်တော်တို့ရဲ့အဓိကပြမှတ်ကလက်ရှိအထိုင်ချလာတယ်ရန်ကုန်မန္တလေးနေပြည်တော်ဒါကျွန်တော်တို့ပြမှတ်ပဲဒါကြောင့်တိုင်းသားနေနေအသီးသီးမှာရှိတယ်အကျွန်တော်ဖက်စစ်ခွေးတက်အထိုင်ချလာတဲ့နေရာတွေကိုကျွန်တော်တို့အားလုံးကူတိုက်ပေးခဲ့တာကင်းပြည်နယ်တစ်ခုတည်းလုံးရောက်သွားလို့ကင်းပြည်နယ်မှာစစ်ကွေးကင်းစင်သွားလို့ဒီပွဲပြီးသွားတာမပြီးဘူးကင်းနေလည်းတည်ကျွန်တော်တို့လည်းတည်ထုံဒီကောင်းပဲတောင်းနေနေတစ်ခုလုံးလုံးရောက်သွားပြီမဲ့ရှမ်းမြောက်ကြီးတစ်ခုလုံးလုံးရောက်သွားပြီမဲ့ဒီအာနာယူတွေလက်ကျန်ရှိနေတွေ့ကျွန်တော်တိုင်းပြည်တစ်ချိန်မှာကျွန်တော်တိုင်းသားတွေတစ်ချိန်မှာပြန်ပြီးတော့ဒီချက်ပုံမှုစိုးရတဲ့ရက်စက်ရုံမှမှုတွေဂျားထဲမှာတွေးချောင်းထပ်ပြီးတော့စီးကြရအောင်မှာကျွန်တော်တို့ကောင်းကောင်းသိတာပေါ့ရခိုင်နဲ့ထုံဒီကောင်းမယ်အခုရခိုင်စီရေးအရှိန်မြင့်နေပါရခိုင်နဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်အသီးသီးရခိုင်နဲ့မြေတွင်းထဲမှာပဲစစ်တိုက်နေတယ်အရှိမှရှိတယ်ကျွန်တော်တို့ကာကင်းတွေအသီးသီးကိုကျွန်တော်တို့လူငယ်တွေတာဝန်ယူပေးထားရတာအခုကျွန်တော်ရဲ့ဗီဒီယိုကိုဘုတို့ထုံးညနိုင်ကြည့်မယ်ဆိုရင်လေသူလည်းဒီလိုပဲဖြေပါလိမ့်နေရာတိတိမှာကျွန်တော်တို့ကာကင်းတော်၎င်းဂျာဖက်တက်ခိုက်မှုတော်၎င်းERO တပ်ဖွဲ့ဝင်တွေသူတို့ရဲ့နေမြေထဲမှာသူတို့ရဲ့ mission ကိုကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ညီမျိုးစုံနဲ့ကျွန်တော်ဖက်စစ်ခွေးစစ်ကြောင်းတွေတိုက်ရင်တွေဒီကပို့ဆောင်မှုတွေအသီးသီးကိုကျွန်တော်တို့ဖြတ်တောက်နိုင်ခဲ့နောက်ပိုင်းတွေမှာအဲ့ဒီစစ်စင်ရေးကပုံမကြီးမားစွာအောင်မြင်လာတယ်ဆိုတာကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေအရေးချင်းကိုကျွန်တော်ဒီပါတွေတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေရဲ့အလုံးနိုင်စွမ်းနဲ့ကျွန်တော်လူငယ်တွေရဲ့အကြောင်းကိုကျွန်တော်ရဲဘော်အချင်းချင်းပိုသိပါတယ်ဒီနေရာမှာဒီလိုမျိုးအခက်အခဲကြောင့်ဒီလိုကြမ်းကြာနေတယ်ဆိုရင်နောက်ထပ်နေရာကိုနီးကိုဟန်တွေနဲ့အမျိုးစုံချင်းကပ်ခါရတောင်းရှိုးပြီးတော့ကျွန်တော်တော်မှန်ကြီးအမြန်ဆုံးပြီးနောက်ဖို့ကျွန်တော်လူငယ်တွေအားကိုယုံနေကြတာဆိုတော့ဒီနေ့မှာဒီကုန်းမှာကျွန်တော်ပြောသွားမယ် last show ကိစ္စနဲ့လက်ရှိအဆုံးတတ်ဖို့အတွက်တော့တပ်ဖွဲ့ဝင်တီးရည်ကြီးပါရီလိုအပ်နေလဲဆိုတဲ့အကြောင်းပါဟုတ်ပြီဒါဆိုရင်တော့အခုအချမ်းပတ်အာနာရှိဖို့စုကတော့ဒီကောက်ပွဲလုပ်မယ်အဲ့ဒီယူကောက်ပွဲလုပ်မယ်အချိန်ကာလဗျမ်းများကိုလည်းသူတို့နှုတ်နဲ့ထုတ်ပြန်ခဲ့ပြီအခုသူတို့တတွင်းမှာလည်းပဲမဲမပေးတဲ့ကောင်ကိုပြတ်တတ်ဖို့အထိသူတို့တွေညွန်ကြားနေကြပါဒါကြောင့်မဲမထည့်ရင်အသက်ခံရမယ်ကျွန်တော်ပြည်သူအနေနဲ့ကြိုက်မကြိုက်ဘာမှတွေးဆောင်စရာမလိုဘဲနဲ့ဘာပြိုင်ဘက်မှမရှိဘဲနဲ့ automatic မဲဘုံအပြည့်ထည့်ပေးရမှာဖြစ်တယ်။ဒါကကျွန်တော်ပြည်သူရဲ့ရွေးချယ်မှုပါ။ကိုယ့်အသက်ကိုမနှမျောလို့မရဘူး။မဲထည့်ရမှာပဲ။မင်းအောင်လိုင်းထောင်ထားတဲ့မဲဘုံမှာမိသားစု6ယောက်ရှိရင်6ယောက်လုံးမင်းအောင်လှန်ကိုထောက်ခံပါတယ်ဆိုရဲမဲဘုံမဖြစ်မနေထည့်ရမယ်ဆိုတာကိုကျွန်တော်ဒီကနေပြီးတော့တရားပေါက်ပြောရဲတယ်။မင်းအောင်လှန်ကိုမကြောက်လို့ပဲဖြစ်ဖြစ်မင်းအောင်လှန်ကိုလက်မခံလို့ပဲဖြစ်ဖြစ်ဘယ်သူမှစန့်ကျင်လို့မရအောင်သူတို့တွေကလုပ်ပြီးသားလူငယ်တွေအားလုံးကိုလည်းပဲထပ်ပြီးတော့မလိမ္မာဘူးထပ်ပြီးတော့ငြိမ်ငြိမ်နေဘူးသူတို့စကားကိုနားမထောင်ဘူးဆိုရင်ဦးကောင်းနဲ့နောက်စိတ်ကိုပဲ
ပြစ်တတ်မယ်လို့ချင်းချောက်အမိန်ပေးညွှန်ကြားချက်တွေရှိနေပါတယ်ဒါအဆိုးအဆုံးအခြေအနေတစ်ခုကိုထပ်မံပြီးတော့ကြုံတွေ့နေရတာပါဟုတ်ပြီအခုအရန်ကိုဟော့နေတဲ့လာရှိုးကိုကျွန်မဖတ်စစ်ခွေးအုပ်စုပြောချင်တာကတော့ main online လက်ထဲကိုပြန်ပေးလိုက်ပဲဆိုတဲ့စကားဘယ်ကစထွက်လာလားကျွန်တော်မိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေရင်လည်း comment မှာရေးပေးခဲ့ပါဘယ်သူပြောတဲ့စကားလဲ MNDAA ပြောတဲ့စကားလား main online နဲ့အုပ်စုပြောတဲ့စကားလားတိကျတာကတော့သူတို့ lobby တွေပြောတဲ့စကားပဲဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ပြည်သူဟာလာရှိုးကိုအကြမ်းဖက်စစ်ခွေးအုပ်စုလက်ထဲမထည့်ဘူးဆိုရင်ဘယ်ကောင်ကပေးရဲလဲအပြေကရှိရှိအဲ့ဒီလာရှိုးကိုကျွန်တော်တို့လူငယ်တွေအသက်သွေးချေမြောင်များစွာနဲ့ခန္ဓာကိုယ်တွေကျွန်တော်တို့ရဲ့လက်တွေကျွန်တော်တို့ရဲ့အင်္ဂါစုံပေးပြီးတော့မှတိုက်ယူထားတဲ့ဘွဲအချို့လူငယ်ရုပ်တော်မရှိတော့ဒီလိုပေးဆက်ပြီးတော့အသက်ပေါင်းများစွာတုံပြီးတော့မှရယူထားတဲ့နေနေဒါပေမဲ့လာရှိုးမြေကိုကြိုက်လို့မဟုတ်ဘူးလာရှိုးမြေအတွက်တိုက်ပွဲဝင်ခဲ့တာမဟုတ်ကျွန်တော်လူငယ်တွေကတနိုင်ငံလုံးအတွက်တိုက်ပွဲဝင်နေတာဒါကိုတိုင်းရင်းသားခေါင်းဆောင်တီးသိသလိုပို့ပြီးတော့သိဖို့လေရေးကြည့်ကျွန်တော်တိုင်းသားနေမြေတွေမှာကျွန်တော်တို့လည်းလာပြီးတော့ပြောချင်တာကနေနေလာမအောင်တိုင်းသားနေမြေတွေမှာကျွန်တော်တို့လက်နဲ့ကင်တက်ဖွဲ့မထောင်ကျွန်တော်လူငယ်တွေဆိုတော့လက်ရှိလာရှိုးကိုကျွန်တော်တိုက်ခဲ့ရတဲ့ကျွန်တော်တို့လူငယ်တွေရဲ့အသက်သွေးချွေအမြောင်များဘယ်လောက်တိပေးဆက်ခဲ့ရလဲဆိုတာကိုကျွန်တော်ပြည်သိပြီးသားပါအဲကြောင့်လာရှိုးကိုပြန်ပေးလိုက်ပါပြီးဆိုတဲ့စကားဘယ်ကထွက်လာတာလဲလို့ကျွန်တော်ကအရင်မေးတာလာရှိုးမှာကျွန်တော်တို့လက်နဲ့အင်အားအပြည့်နဲ့ကျွန်တော်တို့လူငယ်တွေဒုနဲ့ဒဲနဲ့အားရအပြည့်ရှိပါတယ်လာရှိုးကိုတင်းကျင်ခြင်းလာရှိုးကိုနေရင်းကစစ်လာထိုးလာရှိုးရောက်ဖို့ကိုခွေးတဲ့တစ်လုံးဖိန်ထောင်အောင်ပြောချင်တာကထိုင်ကြတော့ရင်တော့မှလာရှိုးမြေကိုခွေးတစ်ကောင်မှနင်းလို့ရမှာမဟုတ်ဘူးကျွန်တော်တို့ကလာရှိုးတစ်ခုတည်းတိုက်နေတာမဟုတ်ဘူးကျွန်တော်မြင်ပါတယ်ဒါကကျွန်တော်ပြက်တသားတင်ပြမကြည့်ဖြစ်တယ်ဆိုတော့လာရှိုးကိုကျွန်တော်ဖက်စစ်ခွေးတက်ပြန်တောင်းလို့ပေးလိုက်ပါလေဆိုတဲ့စကားမျိုးကိုယုံကြည်ခဲ့တဲ့သူရှိတယ်ဆိုရင်ကျွန်တော်ရဲ့ comment မှာရေးပေးခဲ့ပါယုံကြည်ပါတယ်ဆိုရင်အဲ့ဒါကျွန်တော်တို့လူငယ်တွေအတွက်စူးစမ်းခဲ့တယ်များကျွန်တော်ပေးဆက်ခဲ့တယ်များအလကားဖြစ်ပါမှာကျွန်တော်လူငယ်တွေကိုယုံကြည်ပေးပါအခုလက်ရှိအချို့သောနေရာတွေမှာစီးရင်ပုံပေါ်တဲ့နေရာတွေတော့မှကျွန်တော်တို့မရကြအောင်ချင်းကပ်ပြီးတော့ကျွန်တော်တို့အဲ့ဒီနေရာကိုစီးပုံပေါ်ဖို့ကျွန်တော်စူးစမ်းခဲ့တာကျွန်တော်လူငယ်ကျွန်တော်ကောင်းသိတယ်တိုက်ပြီးဟိတ်ဆိုရင်လည်းရှေ့ဆုံးကနေရာယူတိုက်ပွဲဝင်ခဲ့တာလူသိန်းတိုက်ပွဲတိုင်းမှာကျွန်တော်တို့လူငယ်တွေရှေ့ဆုံးကဂျိုင်းတဲ့ခေါင်းဆောင်ကိုတွားမေးMNDAA စစ်ဗိုလ်ချုပ်ကိုတွားမေးအာကတတ်တော် AA စစ်ဗိုလ်ချုပ်ကိုမေးအခုဗိုလ်ချုပ်တာဖုံးကျော်ကိုတွားမေး PNU ကိုမေးချင်းအဖွဲ့တွေကိုလည်းတွားမေးညီသည့်လူသိန်းတိုက်ပွဲမဆိုညီသည့်စကန်းကုန်းတိုက်ပွဲမဆိုကျွန်တော်တို့လူငယ်တွေကရှေ့ဆုံးမှာတိုက်ပွဲဝင်ခဲ့တာဗျဘယ်ခေါင်းဆောင်မှကျွန်တော်တို့နဲ့အတူတူပါမလာဘူးဆိုတော့ဒါအပြေရှင်းရှင်းလေးပါလက်ရှိကျွန်တော်ပြည်သူတွေလူချင်းနဲ့ဆန္ဒတစ်ခုတည်းအတွက်ကျွန်တော်တို့ပြစ်ဆက်သွားမှာဖြစ်တယ်ကျွန်တော်တို့ပေးစမ်းဖို့ကကျွန်တော်တို့နိုင်ငံရဲ့တမိုင်းခုလုံးကိုတောင်းလဲဖို့အတွက်ကျွန်တော်တို့ဘာလှစာမှမရဘဲနဲ့ဘာအခွင့်အရေးမှမရဘဲနဲ့ဘာချိုးတပြားမှမရှိဘဲနဲ့ကျွန်တော်တို့ဒီနေ့အချိန်ကြီးတိုက်ပွဲဝင်နေတာဒီနေ့ကျွန်တော်သတင်းမပြောခင်အချိန်မှာပဲကျွန်တော်တငယ်ချင်းရဲဘော်တယောက်ကျွန်တော်ဆက်သွယ်လာတယ်သတင်းရှိသွားရင်ကျွန်တော်မိပါတယ်နားလည်ပေးပါကိုရှမ်းလေးကျွန်တော်ရဲဘော်တွေမှာ300မရှိလို့ဒီနေ့ညနေပိုင်းအချိန်မှာကျွန်တော်မဟုတ်ဘူးပေးထားတဲ့သူတယောက်ရှိတယ်ဆိုတော့ကျွန်တော်အဲ့တော့တွားပြီးတော့ခေါင်းထဲမှာတွေးမိအတကယ်ရင်လို့ဒီဘောတွေ300လုံးဝမရှိတော့ဘူးပေါ့ဟုတ်တယ်တဲ့ကျွန်တော်မရှိတော့ဘူးတဲ့ဘာလို့လဲဆိုတော့ဒီနေကြီးချွေပြောင်းပြီးတော့တက်ဆွဲနေရာယူရတာဟိုနေရာရောက်လိုက်ဘာလိုက်ဆောက်လိုက်ဒီနေရာရောက်လိုက်ဝါတာဘူးဝယ်လိုက်ဟိုနေရာရောက်လိုက်ကားစီထည့်လိုက်နေသောဆိုင်ကယ်စီထည့်လိုက်ဟိုနေရာရောက်လိုက်ဘာအတွက်ပြင်ဆင်ရလိုက်ဟိုအတွက်ပြင်ဆင်ရလိုက်မျိုးသောစရိတ်တွေအများကြီးကုန်တယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့သိတယ်ငါကြီးအားဆိုမင်းဘယ်လောက်လုံလဲကြားတယ်ကိုရှမ်းအဆင်ပြေလောက်ဟောဖြစ်ပါဘဘမင်းတို့လိုလားမင်းတို့ရဲဘော်တွေအတွက်တတော်လိုလဲငွေလေးဘာမှရှိအကူညီမယ်ငင်းပြောပါကိန်းကိုရှမ်းနဲ့ကျွန်တော်3သိန်းလောက်ဆိုအဆင်ပြေပါတယ်ကျွန်တော်တော့ပုံဝင်နေတယ်ကျွန်တော်မိပါကျွန်တော်ပြောနေတာကကျွန်တော်မိပါတွေစီမှာကျွန်တော်ဒါတောင်းပန်ပြီးတော့အလူခံနေတာမဟုတ်ပါဘူးဒါလက်ရှိဖြစ်စဉ်ကိုကျွန်တော်ပြောတာကျွန်တော်လူငယ်တွေယနေ့အချိန်ကြီးခက်ခဲနေစေဆိုတာမျိုးကျွန်တော်တို့မှလာဆောင်မှမရှိတော့ဘူးဗျကျွန်တော်တို့မှပိုင်ခံစားခွင့်မှမရှိတော့ကျွန်တော်တို့မှဘာစီးပွားရေးမှမရှိဘူးလေကျွန်တော်တို့တစ်ဖွဲ့ဝင်နေမှာကျွန်တော်မိပါ
လေးနှစ်ကျော်ခဲ့ပြီကျွန်တော်တို့မှာဘာစီးပွားရေးမှမရှိဘဲနဲ့ကျွန်တော်တို့နေ့စဉ်တိုက်ပွဲဝင်ဖို့ကိုပဲစင်ကကျွန်တော်စူးစမ်းနေရတဲ့အချိန်ဒါဒီနေ့အချိန်ပါအဲ့ဒီလူငယ်တွေဟာကျွန်တော်ရဲ့မိဘအခုဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေအနည်းဆုံးကိုချင်းကပ်နေတဲ့ကျွန်တော်တို့ရဲ့တရင်တပ်ဖွဲ့တွေအနည်းဆုံးကိုရောက်လေသူတို့နှုတ်လုံရလေအနည်းဆုံးကိုရောက်လေသူတို့အတွက်အန္တရာယ်ပုံများတယ်သူတို့အတွက်ပို့ပြီးတော့ချက်လာဒါကိုကျွန်တော်တို့သိဒါပေမဲ့ကျွန်တော်တို့အိမ်ပြန်နေတဲ့ကလန်းချင်းရှောက်တဲ့လမ်းတိုင်းကျွန်တော်တို့အရန်ကိုကျင်းတဲ့ပျော့ရွှင်တယ်ဆိုတော့ဒီနေ့မှာဒါအကြမ်းဖက်အုပ်စုကနေပြီးတော့ရွေးကောက်ပွဲအတွက်အတီးပြီးပြောဆိုတဲ့အချက်လက်တွေလည်းတွေ့ခဲ့ပြီးပါရှင်းပါတယ်သူကတော့ဟုတ်ပြီမင်း MNDAA မင်းပြည်နယ်မြဝင်ကြီးရွေးမင်းတို့ကတော့မင်းတို့အုပ်ချုပ်မင်းတို့ရခိုင်မင်းတို့ပြည်နယ်မင်းတို့ကတော့ဝင်ကြီးရွေးမင်းတို့ကတော့အုပ်ချုပ်မင်းတို့ချင်းမင်းတို့ကတော့ဝင်ကြီးရွေးမင်းတို့ကတော့အုပ်ချုပ်ငါကတော့ငါပြည်မှာငါရွေးကောက်ပွဲလုပ်မယ်ငါမဲဘုံကိုမထည့်တဲ့ကောင်တွေငါကိုယ်တိုင်တက်ပြစ်မယ်ငါရှင်းမယ်ကလန်ကစန်လုပ်ပြီးတော့ဟိုလိုဒီလိုလုပ်နေတဲ့ကောင်တွေကိုလည်းငါရှင်းမယ်သူကတော့ပြတ်ထားတယ်အဲ့ဒါကြောင့်လေဒီနေ့အဲ့ဒီစကားတွေထွက်လာတာဖြစ်တယ်အဲ့ဒါတော်လန်ရှိအပြီးသေးတယ်အကြောင်းဒီတော်လန်ရှိအဆုံးသတ်ဖို့အတွက်ကျွန်တော်တို့သူတို့ကိုအချိန်လုံးဝပြလို့မရဘူးသူတို့ဟာလက်ရှိနိုင်ငံကိုအုပ်ချုပ်နေရစေအချိန်တွေမှာရုရှားကိုပဲတွားပြီးတော့အပူတွားကတ်တရုတ်ကိုပဲအကူကတ်ပြီးတော့တရုတ်စစ်ယူနီဖောင်းဝတ်ပြီးတော့လုံခြုံရေးယူနီဖောင်းပြီးတော့တရုတ်တနက်တွေကကင်ပြီးတော့ကျွန်တော်နိုင်ငံတွေကိုပဲဝင်ရုရှားနဲ့မလုံးပေးပြီးတော့ဒဝယ်ရင်နဲ့စကန်ကိုပဲအလကားပေးကျွန်တော်ပြည်သူကတော့ဘဲကောင်လာကျုံးမှာရှင်းဘူးမှကျွန်တော်တို့ဂရုစိုက်နေမှာမဟုတ်ဘူးပြီးတော့ကျွန်တော်တို့လူငယ်တွေကဘယ်နိုင်ငံကိုမှလည်းထွက်ပြေးနေကောင်မဟုတ်အရှိမထွက်ပြေးခဲ့တဲ့တမိုင်းတွေကျွန်တော်တို့သိတယ်အရှိမအလင်းဝင်ခဲ့တဲ့တမိုင်းတွေကျွန်တော်တို့သိတယ်အရှိမငြိမ်းချမ်းရေးဆိုတဲ့ဆွေးနွေးပွဲတွေလုပ်ခဲ့တဲ့တမိုင်းတွေကျွန်တော်တို့သိတယ်အလွတ်လည်းရတယ်ဒါကြောင့်ဘယ်ငြိမ်းချမ်းရေးပွဲဘယ်ဆွေးနွေးပွဲမှာကျွန်တော်တို့လူငယ်တွေမပေါ့ဘူးတက်တဲ့ကောင်တွေကိုတွားကြည့်မနေ့ပြန်တပတ်ကပြေတော့မဲ့လူတွေပဲတက်နေကြတာတက်တဲ့ကောင်တွေကိုပဲတွားကြည့်လက်ရှိတနိုင်ငံလုံးစစ်မီးမီးဟောင်းတောက်ပြီးတော့ကျွန်တော်ပြည်သူတွေနေတိုင်းအပတ်ပြတ်ခံရပြီးကျွန်တော်တို့ရဲ့ကလင်းငယ်တွေရဲ့သွေးညီမာကြနေတာကိုနေပြီးတော့မှငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်နဲ့တွားရောက်ဆွေးနွေးတွေ့ဆုံနေတယ်ဆိုတဲ့ကောင်တွေဘယ်လောက်ထိအရှက်မဲ့လဲဆိုတာကိုကျွန်တော်တို့မိဘတွေပဲဆုံးဖြတ်ကြည့်ပြီးပါကျွန်တော်လူငယ်တွေကပြောစရာမရှိဘူးကျွန်တော်တို့မှာငြိမ်းချမ်းရေးဆွေးနွေးပြီးဖို့အချိန်မရှိဘူးကျွန်တော်တို့မှာစစ်ဆက်ညှိနှိုင်းရမယ်အချိန်မရှိဘူးကျွန်တော်တို့မှာအာနာယူအကြမ်းဖက်စစ်ခွေးတက်အခုလုံးအမုံကျိတ်နဲ့အချိန်နဲ့ကျွန်တော်တို့ရှိဒါကြောင့်ဒီနိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေအသီးသီးဟာကျွန်တော်တို့လူငယ်တွေနဲ့အတူတူကျွန်တော်တို့ပြည်သူအားလုံးလိုလားတောင်းတနေတဲ့အာနာယူအကြမ်းဖက်အုပ်စုတကောင်တမီးမှမကြံတဲ့အချိန်ထိနောက်ဆုံးသောတိုက်ပွဲကိုဆင်နွှဲရမယ့်အချိန်ဖြစ်တယ်ပြီးတော့အာနာယူနဲ့ပတ်သက်သူမှန်မြကျွန်တော်တို့ပြည်သူကိုခုလုံးလှုပ်ပြီးကျွန်တော်တို့ပြည်သူကိုလှုပ်ရှားခဲ့တဲ့ပုံမြောက်ဒီမြောက်လက်ကင်တုတ်တွေပါကျွန်တော်တို့အကုန်လုံးရှင်းလင်းရမယ်ပွဲမရှင်းလင်းရင်အဲ့ကောင်တွေကအချိန်မှပြန်ပြီးတော့ဇောင်းထလာအောင်မယ်စိတ်ချပါကျွန်တော်မြည်ပါဘလို့ပဲတွေးဆုံဆွေးနွေးပွဲပဲဖြစ်ဖြစ်ဘလို့ပဲငြိမ်းချမ်းရေးပဲဖြစ်ဖြစ်ဘလို့မျိုးပဲအပေးယူမျိုးပဲဖြစ်ဖြစ်အဲ့ဒီအပေးယူမှာကျွန်တော်တို့လူငယ်တွေမပါဝင်ပါကြောင်းနဲ့လုံးဝကိုစိတ်ဝင်စားမှုမရှိပါကြောင်းပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုဆုံးသက်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ်။လက်နက်ဖေးစစ်ဖေးကပိတ်ချနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တိုးချင်းတဲ့ဘေးကနေကင်းရှင်းပါကြောင်းလေးလေးနဲ့ဆူတော့တိုင်းသားနေမြေမှာသူတို့ဟာသူတို့ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသတွေကပို့ပြီးတူးတက်တာလဲဆိုတာဘူးချုပ်ရဲ့အမြင်လေးကိုကျွန်တော်သိချင်ပါတယ်မြန်မာနိုင်ငံမှာတိုင်းရင်းသားဒေသတွေကဗမာတွေနေတဲ့နေရာထက်အများကြီးခင်းနောက်ကြတယ်အဲ့ဒီအချိန်မှာဒီတိုင်းရင်းသားတွေကဘာလို့နောက်ကြတယ်လဲဆိုတော့အဖြစ်တင်တာပေါ့နော်ပြောတဲ့အချိန်မှာသူကပြောတယ်တိုင်းရင်းသားတွေကလက်နက်ကင်ပြီးတော်လန်နေတဲ့ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီဒေသတွေကဘာမှဖွံ့ဖြိုးရေးမလုပ်နိုင်လို့ခင်းနောက်ကြကြပါလေဆိုမှသူကအကြောင်းပြချက်ပေးတယ်ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်ကရှင်းတဲ့ရခိုင်တက်ဆိုရင်တော့ယုံတန်းစကားပဲရှင်းပြည်ရခိုင်ပြည်နှစ်ပေါင်း40လောက်တနက်တန်ဆိုတစ်ချက်မှမထွက်ဘူးကျွန်တော်တို့မှာတော်လန်ရေးနာမည်ခံထားတဲ့အဖွဲ့အစည်းတွေတချို့တော့ရှိနေကြတာပေါ့ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းတွေအနေထားလဲဒီခြုံကိုတိုက်ဖို့တောင်အဆင်မပြေလောက်တဲ့အင်အားပဲဆိုတော့ဘာတိုက်ပွဲမှမရှိဘူးနှစ်ပေါင်း40 50ပေါ့ဒီလိုနေလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာအစင်းရဲဆုံးဖြစ်သွားတယ်လမ်းကလေးတလမ်းတော့မရှိဘူးချင်းအမျိုးသားတွေဆိုရင်တော့လေရင်ကွင်းလက်တခွင်းတော့မရှိတော့အခုမှပဲကိုတူကိုထားလုံနေရတဲ့အနေအထားဖြစ်တယ်ကျမ်းမာရေးအစအရာရာဂန္ဓပေါင်းစုံမှာကျွန်တော်တို့နောက်ကျကြံခဲ့တော့ပြည်တွင်းစစ်ကြောင့်မင်းတို့ပုံကန်နေလို့ခင်းနောက်ကျကြံခဲ့ပါတယ်ဆိုတဲ့စကားဟာကျွန်တော်တို့အတွက်အရင်ရင်နာစရာအကောင်းဆုံးအကြီးတယ်အခုလည်းပဲကျွန်တော်တို့ကလက်နက်ကင်တော်လန်ရေးလာတော့မင်းတို့တော်လန်နေလို့ခင်းနောက်ကြတယ်ဆိုတဲ့စကားကိုအရှက်မရှိပြန်ပြောသေးတယ်ဗျာကျွန်တော်ဒီစကားကိုကြားတိုင်းမှာ
ဘလို့တော့ပြောစရာစကားတော့မကြံတော့ဘူးလို့ဖြစ်သွားတယ်ဆိုတော့လက်နဲ့မရှိရင်ပူပြီးမှရှင်းရတယ်ဆိုတာကိုကျွန်တော်တို့ရဲ့ဘဝအတွေ့အကြုံနဲ့အသိဆုံးပဲရှင်းလို့မျိုးဆိုရင်ပူတိတဲ့နောက်တစ်ခုဒီပြောရမယ်ဆိုရင်ပင်လုံစာချုပ်ကိစ္စကိုကျွန်တော်တခွန်ကိုကပြီးပြောချင်တယ်ပင်လုံစာချုပ်ကိုချုပ်ပြီးမှဘာကြောင့်တတိမတည်သလဲပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာသူလည်းအင်္ဂလိပ်ကျွန်းကိုလည်းအင်္ဂလိပ်ကျွန်းဖြစ်နေတယ်ဒန်းလူအခြေအနေအဲ့ဒီအခြေအနေမှာတော့ဒန်းလူရေလူဆိုတဲ့စကားတွေကိုမိုးမောအောင်ပြောပြီးမှသဘောတူခဲ့ကြတယ်ဒါပေမဲ့လွတ်လပ်ရေးရပြီးတဲ့အချိန်မှာသူကလက်နက်ကန်အင်အားတွေတောက်နေတော့တဲ့အချိန်မှာကဲမပြီးတော့ခင်ဗျဘာတက်နိုင်လဲပြီးတော့ဒီကဘကိုသူမတည်ဘူးဆိုတော့ဒီကတိကိုတည်အောင်လုပ်ဖို့အတွက်ခင်ဗျားတို့လက်ထက်မှာဘာမှမရှိဘူးဒီတိုင်းကြည့်နေရုံပဲနှစ်ပေါင်း80လောက်ပင်လုံနဲ့မြေတယ်အခုတော့မှပင်လုံမြေလုံးပဲဒါပေမဲ့ဒီလိုမျိုးအနေထားကိုမမျှော်လင့်နဲ့တော့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့1949မှာကိုအခြေအနေသူ့အခြေအနေကတိတ်မထူးခြားဘူးသူလက်ကြုံကိုလက်ကြုံသူလက်တက်တွေပါလေမရှိသေးဘူးသူတဲ့အနေထားမှာတော့တန်းတူအခုအနေထားမှာသူကကိုထက်အစအရာတာတော့ပြီးတော့ကြာတနာမှာနောချမ်းသာရမယ့်အခြေအနေမှာခင်ဗျတန်းတူအခွင့်အရေးဆိုတာပတ်သက်ကပဲပြောလို့ရမယ်လက်မှမရတော့ဘူးဒါကြောင့်လက်နဲ့ကင်အားမရှိရင်ဘာဖြစ်တယ်ဆိုတာကိုပင်လုံလက်ပျောက်သွားပြီးရင်ကျွန်တော်တို့နှစ်90အဆင့်နှစ်ဖွဲ့ကလက်နဲ့အားရှိတယ်ကျန်တဲ့ရှစ်ဖွဲ့ကလက်နဲ့အားမရှိဘူးဆိုတော့ရင်းချရေးအတွက်ဒီတနိုင်ငံလုံးဆိုင်ရာစာချုပ်တစ်မျိုးတည်းမှာလက်မှတ်ထိုးတဲ့10ဖွဲ့မှာတော့မှလက်နဲ့အားရှိတဲ့အဖွဲ့ကိုဆက်ဆံတာနဲ့လက်နဲ့အားမရှိတဲ့အဖွဲ့ကိုဆက်ဆံတာနဲ့မတူဘူးမူတူစေဖို့အခန်းထဲကိုဝင်လာရင်မင်းအောင်လိုင်ကပြေးပြီးမှဖက်တယ်ချင်းကောင်းဆောင်ကိုပြေးပြီးမှမဖက်ဘူးဘာလို့လဲချင်းကအင်အားမရှိဘူးကြားတယ်နော်ပြေးချင်ပါလားဆိုရင်တလနေလည်းမတွေ့ရဘူးအစီအဝေးကသူကဂီးမဆိုင်ဘူးခင်ဗျားတို့အင်အားမရှိဘူးလေလူရမဝင်ဘူးအင်အားမရှိဘူးတော့ကျွန်တော်ပြောခဲ့သလိုမျိုး NCA ထိုးတဲ့ထဲမှာတော့မှဒါမျိုးခွဲခြားဆက်ဆံခံရတယ်နော်အင်အားကြီးရင်တော့ NCA လည်းထိုးစရာမလိုဘူးဆိုတော့ပြောသလိုနေမကောင်းဖြစ်တာနဲ့ဆံပြုတ်ပြီးမှကိုယ်တိုင်လာတိုက်လိုက်မယ်ဒါကြောင့်အင်အားဆိုတာဘာလဲအင်အားဆိုတာအဖြေပဲအင်အားမရှိရင်ခင်ဗျားတို့ဒီလူမျိုးရဲ့အနာဂတ်လည်းပျောက်သွားမယ်ဒါဟာအင်အားဆိုတဲ့ဟာဘယ်လောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ဒီလိုပဲလူတိုင်းနားလည်အောင်ဒီလိုပဲပြောချင်ပါတယ်ဟုတ်ဒါတော့ဘုရားထွန်းနိုင်ရဲ့အတူဆုံးသောစကားလေးတွေပေါ့နော်ပင်လိုစာချုပ်ကိစ္စမှာတော့လည်းဗမာတွေဂရိပြတ်ခဲ့တယ်လက်နက်အင်အားနဲ့တိုင်းသားတွေကိုသူလဲကြုံကိုလဲကြုံဘဝမှာအတူတိုက်ကြပြီးတော့တကယ်တည်းရအောင်တန်းတူညီညာရေးကိုလက်နက်နဲ့တန်းတူညီညာရေးဂရိကိုလက်နက်နဲ့ဖျက်ဆီးလိုက်တယ်နောက်တစ်ခုက NCA စာချုပ်လက်မှတ်ထိုးရင်တော့ကြားတယ်နော်မူတူစေးပေါ်လာရင်ပြေးပတ်တယ်ချင်းကောင်းဆောင်လာရင်တောက်တော့မလုပ်ဘူးအဲ့တော့အင်အားဒီအချိန်မှာတော့အင်အားတည်တာအခက်ရနော်အဲ့တော့ဘုချုပ်ထွန်းမြတ်နိုင်ပြောသလိုပဲဗျဒီဒီချိန်တော့ဗမာတွေဂရိမပြတ်ဖို့လိုတယ်ဗျနော်ဒီမေဦးတော်လိုင်းရေးမှာဆိုရင်အခုဒီ AAC ဦးစီးချုပ် AA ပါတယ် TNL ပါတယ် MNDAA ပါတယ်ဒီတိုင်းသားတွေအပေါ်မှာဗမာတွေဂရိမပြတ်ဖို့လိုတယ်မေဦးတော်လိုင်းရေးကဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အထောက်ပံ့ကြီးစွာသောအထောက်ပံ့ပဲဖြစ်ရမယ်ပြီးတော့မှဗမာတွေဂရိတီတခါပြက်ရင်တော့တိုင်းသားတွေဘက်ကအမှားမရှိပါ